အားလုံးပဲမင်္ဂလာပါ weekend sport ကနေပြန်လဲကြိုဆိုလိုက်ပါလေကျွန်တော်ဒီဘက်မှာတော့လိတ်တစ်ခုချင်းစီအကြိုက်ဆုံးတဝက်ဆိုတာထက် fighter တွေကိုကျွန်တော်အချိုးပြုတ်နိုင်မယ်ရွေးကွက်တွေကိုပို့ရွေးချယ်ပေးမယ်ဆရာအဓိကဘာကြောင့်အဲ့လိုမျိုးကျွန်တော်လိတ်တစ်ခုချင်းစီမရွေးတဲ့အကြောင်းရင်းလေးဆရာရှင်းပြပါဟုတ်တယ်လေဆရာရဲ့ကြည့်ပါအောင်ကျွန်တော်တို့ Premier League မှာဆိုတာဘောက်ဆင်တွေကျွန်တော်စပြီဟုတ်တယ်ဘောက်ဆင်တွေဆိုပွဲစဉ်16ကနေစပြီကျွန်တော်အရင်အရေးကြီးလာတဲ့ကာလာရောက်သွားပြီ Serie A ဆိုတဲ့ဇတိုက်ကန်ပြီဘောက်ဆိုက Premier League ရဲ့ဇတိုက်ကန်ပြီတခြားထိပ်သီး League ၃ခုဖြစ်တဲ့ဒါ Bundesliga ရဲ့ပြင်သစ်လီဂူရဲ့လာလီဂါဆောင်းခိုငှက်ကိုဝင်သွားကြပြီဆောင်းခိုငှက်လေးတွေပေါ့နော်ဝင်သွားကြပြီနော် Winter Break ကိုဝင်သွားကြပြီအဲ့တော့ကျွန်တော်တို့ကအရင်ကတော့ Weekend Sport မှာအကုန်လုံးပြည်သက်များလည်းသိပါတယ်ကျွန်တော် League တစ်ခုချင်းစီကအကောင်းဆုံးတွေ Fighter တွေအကျိုးပြုရရွေးဒီတစ်ဘက်ကကြတော့ကျွန်တော်တို့ကဒီဘော Premier League နဲ့ Serie A ပဲရှိတယ်အဲ့မှာမှကျွန်တော်တို့အာဖရိကနိုင်ငံများဖလားလေးကလည်းကတ်ပြီးတော့ပါနေတယ်အာဖရိကနိုင်ငံများဖလားပွဲစဉ်လေးတွေကတချို့အရာလေးတွေမှာဟိုစိတ်ဝင်စားဖို့ကောင်းတဲ့ဟိုပြည်သက်တွေအတွက်လည်းနည်းနည်းလေးအကျိုးပြုနိုင်တဲ့ပွဲစဉ်လေးတွေကျွန်တော်ဆို page မှာဟိုအာဖရိကနိုင်ငံများဖလားရဲ့ပွဲကိုကျွန်တော်ပြီးခဲ့တဲ့ဟိုကနေကတင်လိုက်တယ်၃ပွဲလုံးလေးအောင်သွားတယ်မစိုးလာဘူးဗျာကျွန်တော်လည်းအရန်တော်နေတာတော့မဟုတ်ဘူးကျွန်တော်မူလေးနဲ့ကျွန်တော်ပေးလိုက်တယ်အောင်သွားတယ်ပေါ့အဲ့တော့လေကျွန်တော်တို့အာဖရိကနိုင်ငံများဖလားလေးတော့ထည့်ကြတာပေါ့အဲ့တော့အဲ့ဒါလေးတွေနဲ့ကြံတဲ့Premier League နဲ့ဒီ Serie A တွေကဒီမှာကျွန်တော်တို့ရွေးချယ်ပေးတော့မယ်အဲ့ဒါကြောင့်ခုန League တစ်ခုချင်းစီရလို့ကျွန်တော်မပြောတာပါဒါလေးရဲ့ပြည်သက်တွေသိမှာပါပြည်သက်တွေကကျွန်တော်တို့တောင်ပူကျွမ်းပါသေးတယ် Okay အဲ့ဒါဆိုရင်ဆရာရဲ့အဲ့တော့စလိုက်ကြစို့ကျွန်တော်တို့စနေအတွက်ကိုပြစ်မှတ်လေးတွေပေးကြမယ်စနေညတဲ့ဆရာကျွန်တော် Serie A ပွဲစဉ်တွေကလက်ချီနဲ့ကိုမှုပွဲစဉ်ကိုရေးချထားတယ်လက်ရှိမှာလက်ချီက 0.5 အကျော်ပေးထားပြီးတော့ဂိုးပေါင်းမြောက် 2.25 ဖွင့်နေထားတယ်လက်ချီရဲ့အနေထားရဆိုရင်လက်ရှိအိတ်ဝင်းနောက်ဆုံး6ပွဲမှာနာပိုလီတသင်းကိုပဲကတ်ရှုံးခဲ့တာလွှဲရင်အိတ်ဝင်းခံဟိုအိတ်ဝင်းကစားအားပိုင်းမှာဟိုကစားကောင်းတဲ့အသင်းမျိုးထဲမှာပါတယ်လက်ရှိကိုမိုရဲ့အနေထားကိုကျွန်တော်ပြန်ကြည့်ပြန်တော့ကိုမိုကနောက်ဆုံးအဝေးကွင်းနှစ်ပွဲဆက်မှာဆိုရင်ကျွန်တော်ဒါအသင်းကြီးတွေပြတဲ့ဂိုးမရဘဲနဲ့ရိုမာနဲ့အင်တာတို့တော့ရှုံးထားရနော်အဲစီးရီအဝေးကွင်းပွဲတွေအနေနဲ့ပြန်ကြည့်မယ်ဆိုရင်ဒီဖာဘီကလက်ထက်မှာစီးရီနောက်ဆုံးအဝေးကွင်း16ပွဲမှာတိုက်စစ်ကနှစ်ပွဲသက်ရှုံးခဲ့တာကိုဒုတိယအကြိမ်မြောက်နှစ်ပွဲသက်တိုက်စစ်ကဂိုးပေါက်ပြောက်ခဲ့တာဒုတိယအကြိမ်မြောက်ကိုမိုလိုအသင်းမျိုးကစီးရီအဝေးကွင်းနောက်ဆုံးဒီ3ပွဲဆက်ထိတိုက်စစ်ကဂိုးပေါက်ပြောက်ပြီးရှုံးခဲ့တာမျိုးတော့မရှိဘူးနောက်တစ်ချက်ကိုမိုရဲ့အဝေးကွင်းပိုင်းနေမှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ကိုမိုကလုံးနိုင်ဆွမ်းအားကောင်းတယ်ဒါကကျွန်တော်တို့ဒီ weekend မှာကျွန်တော် estimate တွေမှာအများနဲ့ပြောလို့ရှိပါတယ်Fabregas ကအမြဲတမ်းတိုက်စစ်စင်တဲ့နီးပြတယောက်သူကခံစစ်ပိုင်းကိုအမြဲတမ်းဦးစားပေးတဲ့နီးပြမျိုးတွေမှာမရှိဘူးလက်ရှိပေးခဲ့တဲ့ဈေးတိုင်းအတိုင်းပဲပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့ຢာတီကလည်းပေးခဲ့တဲ့အနေအထားမျိုးမှာရှိတယ်ဆိုတော့ကိုမိုကလက်ရှိအဝေးကွင်း3ဘွဲ့ဆက်တည်းတော့ကျွန်တော်အနေနဲ့နိုင်ဘွဲ့ပျောက်သွားမယ်လို့တော့မထင်ဘူးကိုမိုပထမဦးနှစ်ဘွဲ့သက်အဝေးကွင်းရှုံးဘွဲ့ကဒီဘွဲ့တင်မှာနိုင်ဘွဲ့ပြန်ရသွားမယ်လို့ကျွန်တော်မျှော်လင့်နေဆရာဟုတ်တယ်အဲ့တော့ကိုမိုဘာကြောင့်ဘာပဲပြောလက်ချီက 0.5 ဝင်ရိုးနဲ့မှာကိုမိုကတရေကစားနိုင်တော့မှာပဲကြေးရမရှုံးနိုင်တဲ့အနေအထားမျိုးဆိုတော့ကိုမိုနိုင်တော့ရင်လည်းအရင်နန်းတာပဲเนาะခုနကိုရေးသုံးသက်လို့ပဲနှစ်ဘွဲ့ဆက်ရှုံးတာလေ3ဘွဲ့ဆက်တော့မရှုံးနိုင်တဲ့အနေအထားမျိုးဖြစ်တာတော့ကျွန်တော်တို့ Serie A ပွဲစဉ်ကစနေညတော့ဆရာရကိုမှု Okay ကျွန်တော်ကအာဖရိကနိုင်ငံများဖလားအတွက်ကို Weekend Sport ရေးဥလှည့်လိုက်ပါမယ်အာဖရိကနိုင်ငံများဖလားပွဲရနေမှာတခုတော့ရှိတာပေါ့ဗျာကျွန်တော် page မှာလည်းကျွန်တော်ရေးပါတယ်အာဖရိကနိုင်ငံများဖလားပွဲတာကျွန်တော် message bookie တွေကတော့အလုပ်တော့တိတ်လုံးမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ online ကစားမဲ့သူတွေအတွက်ကိုတော့နည်းနည်း focus ပို့ထားလိုက်တဲ့သဘောဖြစ်တာပေါ့နော်ကျွန်တော်အာဖရိကနိုင်ငံများဖလားပွဲရနေမှာစီနီဂေါနဲ့ကွန်ဂိုဒီယာပွဲကိုကျွန်တော်စီနီဂေါကိုရွေးချယ်ခြင်းနဲ့စီနီဂေါက1.50 0.75 ဝင်မြန်မာကြီးကလည်း1.50ကြီးမှာစီနီဂေါရဲ့ကြီးအောင်နိုင်ကြီးက55.5ကျွန်တော်လည်းအရင်တော့လည်းထက်ကတည်းကပြော55.6ကြီးရာခိုင်နှုန်းတွေအောင်တာများတယ်အပြည့်မအောင်ရင်တော့မှတဝက်လောက်တော့အောင်တဲ့နှုံးတွေကျွန်တော်တွေ့ခဲ့ရတယ်ကိုပြည်သက်များလည်းသိမှာပါအဲ့တော့ကျွန်တော်စီနီဂေါကိုရွေးချယ်ခြင်းနဲ့ Okay ရွေးချယ်ရတဲ့အကြောင်းရင်းလေးကိုကျွန်တော်ပြောပြပါမယ်စနေညအတွက်ကတော့ဒီအုပ်စု D ရဲ့ပွဲစဉ်နှစ်ကစားမှာဖြစ်ပါတယ်အဲ့ကစားမဲ့ပွဲမှာကျွန်တော်စီနီဂေါကိုယူလိုက်တယ်နှစ်သင်းဆုံးရဲ့ကစားသမားအဆင့်တန်းချင်းကိုရှင်းမယ်ဆိုရင်စီနီဂေါဘက်မှာကဥရောပထိပ်သီးလိကလပ်အသင်းဝင်ကစားတဲ့ကစားသမားတွေပေါ့နော်ဥရောပထိပ်သီးကလပ်အသင်းဝင်ကစားသမားတွေပုံများနေတယ်ကွန်ဂိုမှာမပါဘူးလို့ပြောကြမှာကွန်ဂိုမှာလည်းပါတယ်ဒါပေမဲ့စီနီဂေါကပုံများနေတယ်လိုရီယန်မတ်လာဇီယိုအခုကျွန်တော်အင်ကြီးဝေထားတဲ့ဘိုင်ယန်မြူနစ်ပြီးရင်မူနာကိုအဲဗာတန်ပဲလီဆန်နာလန်စပါအစရှိတဲ့ကလပ်အသင်းကြီးတွေပြီးရင်ဆော်လီမှာဆိုရင်ဒါနာမည်အရန်ကြီးတဲ့ NS စတဲ့အသင်းကြီးတွေကကစားသမားအများစုနဲ့စီနီဂေါကစုဖွဲ့ထားတာကိုကျွန်တော်တွေ့ရပါတယ်။ Okay ဒါကကျွန်တော်အသင်းမှာပါနေတဲ့ကစားသမားချင်းရဲ့ဒီ status ပေါ့အဆင့်တန်းချင်းကိုကျွန်တော်ရှင်းပြတာပါ။နီးပြချင်းပြောမယ်ပေါ့နော်။နီးပြချင်းပြောမယ်ဆိုစီနီဂေါနီးပြပါပီတီယိုကဒီစီနီဂေါအသင်းနဲ့အတူ2022မှာဒီအာဖရိကနိုင်ငံများဖလားမဟုတ်ဘူး။အာဖရိကနိုင်ငံများချန်ပီယံရှစ်ဖလားကိုသူကယူထားဘူးလေ။ယူထားဘူးတဲ့နီးပြပြောရရင်တော့ဖလားအောင်မြင်မှုယူထားတဲ့နီးပြဒီနီးပြက4-3-1ကစားကွက်ကိုအရန်ဦးစားပေးတယ်ကွင်းနဲ့အားအဓိကအခြေတည်ပြီးတော့ခင်းချင်းတက်တဲ့ဒီနီးပြကကွန်ဂိုကိုနှစ်ကြိမ်ရင်ဆိုင်ခဲ့ဘူးလေသူ့တမိုင်းနဲ့ရှောက်မှာအဲ့ဒီနှစ်ကြိမ်စလုံးကိုဒီနီးပြပါပီတီကနိုင်ရထားတယ်ကွန်ဂိုနီးပြဖြစ်တဲ့ပြင်သစ်လူမျိုး
စီဘတ်စတီယန်ဒီစာဘီကလည်းဒီစာဘီကိုလည်းဒီနီးပြတစ်ချိန်ရင်ဆိုင်ခဲ့တယ်အဲ့ဒီတစ်ချိန်လုံးကိုလည်းဒီစီနီဂေါနီးပြအနိုင်ရထားတာကိုတွေ့ရတယ်ဒါကကျွန်တော်နီးပြချင်းနှိုင်းရှင်မှုပေါ့နော်အဲ့တော့ဒီစာဘီရဲ့အောင်မြင်မှုကိုပြန်ကြည့်ပြန်တော့လေဒီတူနီးရှားကလပ်ဖြစ်တဲ့ကျူနစ်နဲ့2013-14ကဒီတူနီးရှားချန်ပီယံဒါဖြစ်ခဲ့မှုတဲ့အောင်မြင်မှုတွေ့ရပါတယ်နိုင်ငံတကာအဆင့်မှာအောင်မြင်မှုမရှိဘူးခုနစီနီဂေါနီးပြတော့နိုင်ငံတကာအဆင့်မှာခုနကျွန်တော်ပြောခဲ့2013ဒီအသင်းနဲ့ဒီအာဖရိကနိုင်ငံများချန်ပီယံရှစ်ဖလားကိုရခဲ့ဘူးတဲ့အနေအထားဟိုကျွန်တော်တွေ့ရပါတယ်เนาะအဲ့တော့ပြောရရင်ဒီစာပရီကလည်းစီနီဂေါအသင်းကြီးနဲ့နောက်ဆုံး၃ချိန်ရင်ဆိုင်ခဲ့တဲ့အခါမှာဒီစာပရီကတစ်ချိန်မှမနိုင်ခဲ့ဘူးကွန်နီးပြပေါ့เนาะတစ်ချိန်မှမနိုင်ခဲ့ဘူးအဲ့တော့ကျွန်တော်တို့ဒီနှစ်သင်းရဲ့အစင်တာနောက်ဆုံး6ချိန်စလုံးပြန်ကြည့်ပြန်တော့လဲစီနီဂေါကကွန်ကိုရှုံးမှုတဲ့အစင်တာမရှိဘူးတပွဲတည်း9ပွဲစလုံးနိုင်ထားတာကိုတွေ့ရတယ်အဲ့တော့နှစ်သင်းစလုံးရဲ့ပွဲစဉ်ကတော့ပွဲစဉ်တက်မှာလို့နှစ်သင်းစလုံးကတော့ခန်းစစ်ကဂိုးမပေးရအောင်စီနီဂေါက3-0ဘော့ဆွာနာကွန်ဂိုကကြတော့1-0ဘီနင်တို့ကျွန်တော်တို့ကခန်းစစ်ကဂိုးမပေးရပဲနှစ်သင်းလုံးကနိုင်ထားတယ်နှစ်သင်းအစင်လိုက်တမိုင်းရှီကိုကျွန်တော်ပြောမယ်ဆိုရင်စုစုပေါင်းဒီနှစ်သင်းက6ချိန်တွေ့ဘူးတယ်စီနီဂေါက6ချိန်နိုင်တယ်ကွန်ဂိုက2ချိန်နိုင်ပြီးတော့တစ်ချိန်ကတည်ကြတယ်အဲ့တော့ပြောချင်တဲ့တဘောကနီးပြချင်းပဲရှင်မလားအစင်လာချင်းပဲရှင်မလားလက်ရှိခုနကျွန်တော်ပြောတဲ့ကစားသမားရဲ့အစင်တန်းချင်းပဲရှင်မလားဂျေးအောင်နိုင်ကြီးနှုတ်အရပဲရှင်မလားစီနီဂေါကတာနေတယ်ပြီးရင်နောက်တစ်ချက်ကစီနီဂေါရဲ့ခံစင်းတဲ့ကွင်းလယ်ပိုင်းမှာကွန်ဂိုထက်အတွေ့အကြုံပိုများတဲ့ဥရောပထိပ်သီးကလပ်အသင်းဝင်ကစားသမားတွေရှိနေတယ်ဒါကြောင့်ဒီပွဲစဉ်ကကျွန်တော်အနေနဲ့1.50 0.75 ဝင်ရိုးမှာ55.6 ရာခိုင်နှုန်းရှိတဲ့စီနီဂေါကအာဖရိကနိုင်ငံများဖလားအတွက်စနေမှာရွေးချယ်သိမ်းလို့ပွဲလို့ကျွန်တော်ကယူဆပါတယ်အဲ့တော့စနေမှာကျွန်တော်တို့စီရီအေကကိုမိုရယ်ကျွန်တော်ကအာဖရိကနိုင်ငံများဖလားပွဲကနေစီနီဂေါကိုရွေးချယ်ပေးလိုက်ပါတယ်အားလုံးပဲအကျိုးများရပါလိမ့်ဗျာ